ကောင်းကြောင်မကောင်းကြောင်ပြောတာတော့လူတိုင်းပြောတတ်တယ်အကုန်လုံးကောင်းအောင်ပြောဖို့ကြတော့ခက်တယ်အကောင်းမြင်စိတ်နဲ့ pessimism အဆိုးမြင်ကြတာမခက်ဘူးတို့တော့ဒီတော့ optimism ဖြစ်ဖို့ကြတော့ခက်တယ်ဆိုတော့အကောင်းမြင်သိတဲ့နားလည်တတ်ဖို့ခွင့်လွှတ်တတ်ဖို့အဲ့ဒါဒီလိုနိုင်ငံဘလောက်ဒီဆိုအခုတီတီကိုဆရာတော်ဘုရားကြီးငြိမ်းချမ်းရေးပြောတယ်နော်ဘာကျောင်းဆရာတော်ဘုရားကြီးတို့ပြောတယ်အဲ့ဘုန်းကြီးတွေလည်းဆဲတာအစိုးကဘလောက်မြင်သွားလဲဆိုတော့တရားလမ်းကြောင်းနဲ့ဘုရားဟောပါလို့သုဒ္ဓထောက်ထားတွေနဲ့ပြောတာတော့အဲ့ဘုန်းကြီးတွေဆရာတော်ကြီးတွေပြောတဲ့ဟာဆဲတာကဘုရားဟောဖို့ဆဲတာပဲဘုရားဟောဆဲတာနဲ့အတူတူပဲဟုတ်တယ်မလားကျတို့ဘုန်းကြီးတွေကကိုပြောကြံပြောလို့ရလားအကျမ်းထောက်ထားနဲ့ပြောရတာလေကျမ်းထောက်ထားနဲ့ပြောရလေဒါပေမဲ့သူတို့ပါလေပုဂ္ဂိုလ်မြင်သွားပြီလေသူတို့မကြိုက်ဘူးဆိုအကုန်ဆဲရတယ်အဲ့ဒါဒီလိုနိုင်ငံမှာဘာဖြစ်နေတာလဲဒါကြောင့်ဒီကတ်ကြီးတွေစိုက်နေတာပေါ့ဟုတ်ဘူးလားပိုးဆိုးပဲရှိပါတယ်ရှင်များတို့ကောင်းဖို့မျှော်လင့်မနေပါနဲ့ပိုးဆိုးပဲရှိပါအဲ့ဒါတော့ကောင်းအောင်တပည့်တော်တို့တာဝန်ရှိတယ်ဘာနဲ့ပြန်တည်ဆောက်အောင်လဲကိုချင်းသိက္ခာအခြေခံတဲ့ကိုချင်းတရားအခြေခံတဲ့တပည့်တော်တို့ပညာရေးကိုပြန်တည်ဆောက်ပေးမယ်ရှင်များတို့ရှေ့တန်းပါဆရာမတွေကဆရာမတွေဆိုနိုင်ငံတော်အောက်သွားအဲ့တော့နိုင်ငံတော်ဓာလို့ဆိုလို့ဟိုဟာလို့ဆိုလို့သူတို့ခိုင်းတယ်လို့ဒါဒီလိုနိုင်ငံဖြစ်နေတဲ့ခြေတခြားနိုင်ငံတော့ဒီလိုမလုပ်ဘူးဒီလိုနိုင်ငံတွေအတိုင်းပဲရှိသေးတယ်အဲ့ဒါကဒီလိုဘုန်းကြီးတွေကလွတ်လပ်တယ်ပညာရေးလုပ်လဲရတယ်ပရိဒတ်လုပ်လဲရတယ်ရှင်များတို့မလုပ်ပါနဲ့လူသားထားတယ်ဘယ်သူမှမတော့အဲ့ဒါဆိုတော့ရှင်များတို့ကပညာရေးဘက်ကိုအဓိကထားလို့ဗျာဒီလိုပြောချင်တယ်ဟုတ်လားဟောလေလုပ်ပါဒီရေးပေါ်ကယ်ဆယ်ရေးတွေပါကြီးလုပ်ပါအဲ့ပရိဒတ်တွေတိတ်သွားပြီးတော့မသားရနဲ့ပရိဒတ်ဆိုလေပညာရေးဥဆောင်တဲ့ပရိဒတ်မျိုးကိုတပြီးတော့ဖြစ်စေချင်တယ်ဟောရင်တပည့်တို့ကနေရာတကာတပည့်တို့ဘုန်းကြီးတွေသင်္ကန်းတရားရမ်းနဲ့ပါနေရတိတ်များလို့ရင်မကောင်းဘူးများလို့မကောင်းတပည့်တို့လည်းပါပါတယ်တပည့်တို့လည်းပါလျက်